share with you. In my 35 years of pastoral ministry, I have never spoken to a church so different but yet so similar. ကျွန်တော်ရဲ့တင်းလို့ဆရာတက်တန်း35နှစ်မှာပေါ့လေနော်ဒီလိုတစ်ခါမကြုံဘူးပေါ့လေဆိုတော့ဒီတစ်ခါကပထမဆုံးအချိန်ပေါ့လေကျွန်တော်တို့အဲ့ဒီမျိုးမတူဘာသာစကားမတူတဲ့ပေါ့နော်အတင်းတော်နဲ့ Because we are one in the Spirit. We're together in the Lord. ဘာလဲဆိုတော့ကျွန်တော်ကသလုံးတော်ဝါဒီပါပဲဖျားလို့ I'm also not used to a translator, so he may have to hit me and tell me to shut up so that he can speak, or whatever. It's okay. Your turn. I'll do that. Okay. I'll be reading the scripture a little bit later. The passage will be from the 23rd Psalm, verses 1 through 6. ဆိုတော့ကျွန်တော်ခဏနေကြရင်အဲ့ဒီဓမ္မကျမ်းစာဆာလံကျမ်းထဲပေါ့လေနော်အဓိကဆာလံကျမ်း23ကိုကျွန်တော်ခဏပြောပါမယ် But the first church that I pastored 35 years ago was in the rural part of Brown County in southern Indiana. ကျွန်တော်ပထမဦးဆုံးကျွန်တော်ရဲ့အမှုတော်ထားခဲ့တဲ့အတင်းတော်ပထမဆုံးအတင်းတော်ကBrown County ဆိုတော့ဒီမှာပဲလေနော်တောင်ပိုင်းကအဲ့ဒီ Indiana တောင်ပိုင်းက Brown County ရဲ့ခြေလက်တောရွာလေးတနေရာမှာသူပထမဆုံးအမှုတော်ထားခဲ့ပါတယ် I lived in a church-owned home that at the top of a hill, we called it a parsonage. ဆိုတော့သူအတင်းတော်ကသူဘယ်နေရာပေးလဲဆိုသူအတင်းတော်ဆရာနေတဲ့နေရာလေးကဘယ်မှာလုပ်ထားလဲဆိုတောင်ကုန်းလေး Below the parsonage down the hill lived a farmer. ဆိုတော့ဒီတောင်ထိပ်ကနေသူ့ရဲ့ဆရာနေတဲ့ခြံဝင်းရဲ့ဒီအနည်းအတော့မှာကျတော့ဘယ်လိုလဲရှိလဲဆို farmer တွေပေါ့နော်စိုက်ပျိုးမွေးမြူရေးတွေရှိကြပါတယ် And it seemed that every animal that the farmer had at one time or another was up in our yard. ဆိုတော့အဲ့ဒီfarmer သူရှိမှာကဒီသူကတရိษံတယ်အမျိုးမျိုးသူဝေးထားတယ်ဆိုတော့မကြာခဏလိုပဲပေါ့လေနော်အဲ့ဒီ farmer ကြီးကတရိษံတွေကဒီ pastor ပေါ့နော်ဆရာနေတဲ့ခြံဝင်းထဲမှာသူကလူရောက်လာကြတယ် We had guineas and sheep and geese and many other animals. ဆိုတော့အစုံပဲတရိษံတွေကဘဲငါးတွေရှိမယ်ပြီးရင်တိုးတွေရှိမယ်ပြီးတော့မှမြင်းမို့တယ်မြေးပေါ့နော်မြေးကောင်တွေလည်းရှိတယ်ပေါ့လေအစုံပဲ But the one that's vividly etched in my mind and my wife's mind happened early one morning. ဒါမဲ့အဲ့လိုခဏခဏကြုံတဲ့အဖြစ်တဲ့အများကြီးတဲ့ကျွန်တော်မမရရတစ်ခုကျွန်တော်နဲ့ကျွန်တော်မျိုးသမီးတွေဖြစ်တဲ့မမရတစ်ခုကပါလဲဆိုရင်တမနဲ့မနေ့ပိုင်းမှာပေါ့လေ We were asleep. It was 5 o'clock in the morning, and we heard this awful hee-haw, hee-haw. ဆိုတော့တမနဲ့မနေ့9နာရီလောက်မှာသူတို့အိတ်နေတော့ပဲကျွန်တော်တို့ရောက်အိတ်နေတဲ့အချိန်မှာအတန်ဒီဆူဆူဝါတံပေါ့နော်ခုနပြောရတဲ့အတိုင်းမျိုးပေါ့လေနော်အဲ့ဒါကိုကြားတယ် Darn, I thought I could get you to do it. It sounded like the noise was right outside our bedroom window. ဆိုတော့အဲ့အတန်ရုပ်ပြကြားလိုက်တော့ပေါ့နော်အဲ့အတန်ကဘယ်ကလာလဲတော့သူမသိဘူးဒါမှလည်းသူတိလိုက်တာတော့ဟာပတိပေါက်နားမှာပေါ့လေအိတ်ခန်းကပတိပေါက်နားပဲဆိုပြီးတော့သူထင်လိုက်တယ် We looked out the window, and out in the middle of a fenced-off area down the way from us stood a jackass. ဆိုတော့သူအဲ့ဒါပတိပေါက်ဖွင့်ပြီးကြည့်လိုက်တော့သူတို့နဲ့ခြံဝင်းနဲ့လည်းတိတ်မဝေးမကွာ farm ဒီဟို farm တွေနဲ့လည်းမဝေးမကွာအဲ့မှာ jackass ဆိုတဲ့မြေးပေါ့နော်မြေးအကောင်တစ်ကောင်ကိုတွေ့လိုက်တယ် And he was looking down at the farm where he came and was braying. ဆိုတော့သူကျွန်တော်ထင်တာလမ်းမဝါးတယ်မှာမပြန်တတ်တော့ဘူးတဝက်မှာပေါ့လေနော်သူအိမ်ရှိတဲ့ဒီ farm ဘက်ကိုလည်းသူချီးရင်းနေပေါ့လေနော်အော်မီနေတယ် I share the story with you because the farmer may have cared for his animals, but it kind of makes you wonder how well he cared for them when they kept getting out and visiting us. ကျွန်တော်ဘာကြောင့်ဒီအကြောင်းတရားကိုပြန်ပြောပြရတယ်လဲဆိုရင်သူ့ရဲ့ပိုင်ရှင်ကတော့သူဝေးထားတဲ့တိရစ္ဆာန်တွေကိုကောင်းကောင်းလေးသူထိန်းသိမ်းပါပဲမပြောက်မရှောက်ပေါ့လေဒါပေမဲ့တခါကျကျွန်တော်စဉ်းစားမိတယ်ဒီလိုဒီလောက်ကြီးထိန်းသိမ်းတဲ့ကြားထဲကနေဒီအကောင်တစ်ကောင်လေးကဘာဖြစ်လို့ဆိုတော့လမ်းမာပြီးတော့ပေါ့နော်သူ့ခြံဝင်းထဲရောက်လာရတယ်လေ Our passage this morning is best known and best loved of the Psalms. It's a beautiful psalm or poetry of David in which he expressed his appreciation to God for his watch care over him and for us. ဒီမနေ့ကျွန်တော်ကောက်လုပ်ထားတဲ့စကားလေးကပါလဲဆိုရင်ကျမ်းစာထဲမှာအားလုံးတိကျမှာပဲเนาะလူတိုင်းလည်းဖတ်ပြီးမှတချို့ဆိုအလွတ်လဲရမယ်
ဆာလန်ကျမ်းထဲပေါ့လေအဲ့ဆာလန်23ဘယ်သူကြီးလဲဆိုရင်တော့ဒေးဗစ်ပေါ့နော် King David သူအရင်တော့ခက်ခဲမှုဘယ်လောက်ကြုံခဲ့ပေမဲ့လည်းသူကသူ့ရဲ့သူ့ကိုကွယ်ကတဲ့ဆောင်းမပေးတဲ့ဘုရားအကြောင်းကိုရေးဆက်ထားတဲ့ဆာလန်ကြောင်းဖြစ်ပါတယ် There's an insight that comes to us from one who has felt God's peace and comfort. ဆိုတော့အဲ့ဒီဆာလန်23ထဲမှာဆာလန်ဆရာကသူရဲ့ခံစားချက်ပေါ့နော်ငြိမ်းချမ်းခြင်းနဲ့နှစ်သိမ့်ခြင်းပေးတဲ့အရာတွေထဲကနေကျွန်တော်တို့တွေ့ရတဲ့အကြောင်းအရာလေးရှိပါတယ် The psalm may be thought of in two parts. ဆိုတော့ဒီဆာလန်ကြောင်းကိုကျွန်တော်အပိုင်းတစ်ပိုင်းခွဲထားပါတယ် The first general subject of the psalm is the confidence of the author in God and the assurance that God will always provide for him. နံပါတ်1အချက်ဒီကျမ်းဒီဆမ်23ရဲ့အဓိကအချက်နံပါတ်1အချက်ကဘာလဲဆိုရင်ဒီsize ဒီ size ရပါတော့ဒေးဗစ်ရဲ့ဘုရားသခင်ပေါ်မှာသူ့ရဲ့ယုံကြည်ခြင်းဘုရားသခင်ဟာသူ့ကိုဘာမှမဆိုကွယ်ကဆောင်းမှုပဲသူ့ရဲ့လုံအင်ဟာလည်းအားလုံးကိုသူပေးမယ်ဆိုတဲ့ယုံကြည်အာမခံမှုအကြောင်းပဲဖြစ်ပါတယ် And the second part is the grounds or the reasons for this confidence that he has, and it is twofold. So now နံပါတ်1ချက်ကဘာလဲဆိုရင်ဒီလို confidence ရှိဖို့ဒီလိုယုံကြည်ချက်တွေရှိဖို့အတွက်သူ့ရဲ့အကြောင်းပြချက်လေးကိုသူအပိုင်းတစ်ပိုင်းထပ်ခွဲထားပါတယ် The first, that God the shepherd provides the care. So နံပါတ်1ကဘာလဲဆိုရင်တိုးထိပ်ဖျားသခင်ကိုတိုးထိပ်နေနဲ့နိုင်ရှင်ထားတယ်ဒီဖျားသခင်ကသူ့ကိုဂယုစိုက်တယ်သူ့ရဲ့လူအင်ဟာလည်းအားလုံးကိုပေးတဲ့ဖြစ်တယ် And the second is that God's care is provided for him, even in the midst of his enemies or difficult times. ဆိုတော့နံပါတ်1ချက်ကဘာလဲဆိုဘုရားသခင်ကသူ့ကိုတခါတည်းရပဲပေးတာမဟုတ်ဘူးအမြဲတမ်းပေးနေတဲ့လူပြီးတော့မှသူ့ရဲ့ရန်သူတွေရှိခဲ့တဲ့အချိန်ခါအခက်အခဲတွေကြုံတဲ့အချိန်မှာတော့မှဘုရားသခင်ကသူနဲ့အမြဲတမ်းအတူရှိတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ် So with this background in mind, let us turn to the 23rd Psalm, and I'll just go ahead and let you read the 23rd Psalm. ဆိုတော့ကျွန်တော်အဲ့ဒီဆလန်ဂျန်23ကိုကျွန်တော်ဖတ်ပါမယ်တချို့တွေဆိုအလွတ်လောင်ရမယ်ထင်တယ်အားလုံးကဆိုတော့ဆလန်ဂျန်ခန်းကြီး23ထာဝရဘုရားကြီးငါ၏တိုးထိပ်ဖြစ်တော်မူ၏ငါသည်စင်ရမခံရစိတ်လန်းသောကျက်စားရရ၌ငါကိုအိပ်စေတော်မူ၏တာယာတော်မြင့်နာကိုလမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့အလုံးလာတရားလမ်းထဲ၌တွေးဆောင်တော်မူ၏အကယ်၍တင်မင်း၏အရေးလွမ်းမိုးသောကြိုက်ထဲသို့ရောက်လျှောက်သွားရတော်လေဘေးအန္တရာယ်ကိုကြောက်ပါအကြောင်းမူကားကိုတော်သည်ကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန္ဒန်တော်နှင့်တောင်ဝဲတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်၏ရန်သူတို့ရှေ့မှအကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီနှင့်လိမ့်တော်မူ၏အကျွန်ုပ်ခွက်ဖလားရှံလက်ရှိပါ၏အကယ်စင်စစ်ကျွန်ုပ်သည်ယေရှုနှင့်ဂရုဏာကိုတသက်လုံးခံစား၍ဘုရားသခင်၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည် Again, verse 1, the Lord is my shepherd, I shall not want. ဆိုတော့နံပါတ်1ကဘာလဲဆိုရင်ထာဝရဘုရားသည်ငါ၏တိုးထိပ်ဖြစ်တော်မူ၏ငါသည်စင်ရမခံရဆိုတော့ကျွန်တော်ဒီညမှာတော့ကျွန်တော်ကချင်လို့ကြတော့ပိုကောင်းပါနော်ဘာလို့ငါဒီစင်ရမခံရဆိုတဲ့ထက်မှာငါဖားနနိုင်ဆိုတဲ့ဟာကိုပြောထားပါတယ် The image of God as shepherd is as old as Israel itself. ဆိုတော့အဲ့မှာဒေးဗစ်ကဘာပြောထားတယ်လဲဆိုတော့အဓိကဘုရားသခင်ကိုတိုးထိပ်နေတဲ့နိုင်ရှင်တာဒီတိုးထိပ်ဟာဓမ္မဟောင်းကလေးဟိုဣသရေလစပြီးတော့ပေါ်ထွန်းလာတဲ့အချိန်ကလေးကနေ shepherd ဆိုတဲ့ဟာကိုဘုရားသခင်နဲ့နိုင်ရှင်ထားတာဖြစ်ပါတယ် For we see in Genesis chapter 49 verse 28, but his bow remained firm and his arms were agile from the hand of the mighty one of Jacob. Excuse me. From there is the shepherd, the stone of Israel. ဆိုတော့အဲ့ဒီကလေးကနေတော့သူကအဲ့ဒီ King David ကဘုရားသခင်ကိုတိုးထိန်းတဲ့ဘာကြောင့်နိုင်ရှင်တယ်လဲဆိုတဲ့ဟာကဟိုးအရင်က David အရင်ကတည်းကနေသူကဘယ်လိုလုပ်ထားတယ်လဲဆိုတော့ကဘာဦးကျအခန်းကြီး49မှာအဲ့မှာရေးထားပါတယ်တို့တော့လေသူကြီးလေးဒီအာမရှောသူကင်တော့လက်နဲ့တို့ဒီယာကုပ်အမျိုး၌တကိုးရှိသောဘုရားဤလက်ဖြစ်၎င်းတိုးထိန်းပြီးဟူသောဣသရေလအမျိုးဤကြောက်ဖြစ်၎င်း Jacob and Esau knew what a shepherd meant. ဆိုတော့တိုးထိန်းဆိုတဲ့အဓိပ္ပာယ်ကိုနော်ဒေးဗစ်တင်မကပါဘူးအရင်ကတည်းကနေအေဆောနဲ့ဂျက်ကော့ကလည်းသူတည်တယ်ဟိုတိုးထိန်းဆိုတာဘယ်လိုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကို And of course, David himself, a shepherd, knew he must protect the entire flock from harm, even if it meant his own life. ဆိုတော့ဘာဖြစ်ဒေးဗစ်ကရှက်ဖာကို
တိုးထင်းကိုဖျားနဲ့နိုင်ရှင်တယ်ဆိုတော့သူကိုယ်တိုင်လည်းတိုးထင်းဖြစ်ခဲ့တယ်ဆိုတော့တိုးထင်းရဲ့သဘောတရားကသူ့တိုးတွေကိုသူကာကွယ်ပေးရမယ်သူတောင်းဝင်ရှိတယ်နောက်ဆုံးသူ့ရဲ့အသက်နဲ့တောင်မှပေါ့နော်အသက်ကိုထိခိုက်စေလောက်တဲ့အရာတွေတောင်မှသူအသက်ကိုဆွလို့ဖို့အစီအစဉ်သူ့တိုးတွေအတွက် So David uses that image to refer to God. ဆိုတော့ဒါကြောင့်မို့ဒေးဗစ်ကတိုးထင်းဆိုတဲ့အရာကိုဖျားနဲ့သူကအမြဲတမ်းနိုင်ရှင်ထားတာဖြစ်ပါတယ် It is an affirmation that God is the one who I trust to be my protector, for the Lord is my shepherd. ဒါကြောင့် King David ကဖျားသခင်ကိုသူအားကိုးယုံကြည်တဲ့လူသူ့ကိုကာကွယ်ဆောင်မတဲ့လူပြီးရင်ကျွန်တော်ရဲ့တိုးထင်းဆိုတဲ့ဟာကိုသုံးထားတာဖြစ်ပါတယ် Therefore, I shall not want. This is the main idea of the psalm. ဒါကြောင့်ကျွန်တော်ဘာမှမလိုပါဘူးအရာရာအလုံးဟာတိုးထင်းရှိပြီးတာပဲဆိုတဲ့ဟာကဒီကနေ့ရဲ့အဓိက message ပါပဲ That the Lord is my shepherd who meets my need. So I am deficient in nothing. All that I need. အကူတော်ဟာကျွန်တော်ရဲ့တိုးထင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ဘာမှမလိုခွင့်ဟိုတည်းမြတ်ကျွန်တော်ဘာမှမလိုပါဘူးဘာလို့ဘုရားကအမြဲတမ်းသူ့ကိုဖြည့်ဆည်းပေးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ် It's like the little girl who, when asked by her Sunday school teacher to recite the 23rd Psalm, said, "The Lord is my shepherd. That's all I want." ဆိုတော့တခါSunday school ဆိုတာပေါ့နော်သူSunday school ကကလေးမလေးကိုသူဆာလန်ကျမ်း73ကိုသူယူခိုင်းလိုက်တယ်ယူခိုင်းလိုက်တော့သူကဘာယူလိုက်တယ်ဆိုတော့ထာဝရဘုရားကြီးငါ့ကိုတိုးထင်းဖြစ်တော်မူ၏ဒါပေမဲ့သူကပြောတာငါမဆိုးငါစင်းရမခံရဘူးသူမပြောဘဲနဲ့ that is all I want ဒါပဲငါလိုချင်တယ်ပေါ့လေနော်တိုးထင်းကိုပဲသူလိုချင်တယ်ဆိုတဲ့ဟာပြောထားပါတယ် Paul knew that, the Apostle Paul knew that aspect of God, and that he was able to say in Philippians 4:19, "And my God shall supply all your need according to his riches in glory in Christ Jesus." ဆိုတော့တပတ်တစ်ထဲမှာလည်းပဲပေါ်လူကသူကဘာပြောထားတယ်လဲဆိုရင်ဖိလိပ္ပိဩဝါဒစာအခန်းကြီးလေး19မှာပြောထားတယ်ဆိုငါ၏ဘုရားသခင်ကြီးဘုံအားလုံးပေါ်၌စံပေတော်မူသောစီးစိမ်ရှိတဲ့အတိုင်းဒီတို့လိုရှိသမျှတို့ကိုခရစ်တော်ယေရှုခရစ်တော်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်ဆိုပြောထားပါတယ် And applied to the psalmist, it means God provides for everything that could be a proper object of desire, both our spiritual needs and our physical needs. ဆိုတော့ဒီမှာဆာလန်ဆရာကပြောထားတယ်လဲဆိုရင်သူ့ရဲ့လိုအပ်ချက်အားလုံးခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေမဟုတ်ဘူးဝိညာဉ်ရဲ့အတွက်လိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးတဲ့ဆိုတဲ့အကြောင်းကိုပြောထားပါတယ်ဘုရားသခင် David then in verse 2 begins to give his ground or reasons for the statement of confidence that he voiced in verse 1. ဆိုတော့ကျမ်းပိုက်နံပါတ်1ကိုသူကဘာကြောင့်ပြောတယ်လဲသူဟာဘုရားသခင်ကဘာဖြစ်လို့ဘယ်လောက်ယုံကြည်အားကိုးတယ်ဆိုတဲ့အကြောင်းကိုဒုတိယကျမ်းပိုက်ဒုတိယမှာသူကအဖြေလေးကိုရှင်းရှင်းလင်းလင်းနဲ့သူပြောပြထားပါတယ် The first part of verse 2, he makes me to lie down in green pastures. နံပါတ်1မှာပြောထားတယ်လဲဆိုတော့စိတ်လန်းသောကျက်စားရအရ၌ငါ့ကိုအိပ်စေတော်မူပြီ One of the helps in the margin of my Bible says that green pastures means literally the green pastures of tender grass. ဆိုတော့ဒီမှာ green pasture ဆိုတဲ့ suggest ဆိုတဲ့စိတ်လန်းတဲ့ suggest ဆိုတဲ့ဟာမှာသူရဲ့ကျမ်းစာမှာတော့သူ့အနေနဲ့သူတည်တဲ့အရာတော့ဗာလဲဆိုရင်နူးညံ့တဲ့မြက်ခင်းပေါ့နော်ကျွန်တော်တို့မြက်ခင်းမျိုးမျိုးရှိဟုတ်မလားတချို့အရန်ချမ်းသာတဲ့မြက်ခင်းရှိလို့ပေါ့လေဒါပေမဲ့ဘုရားသခင်သူ့တိုးတွေကိုဆောင်ယူပြီးတော့မှဆောင်ယူတဲ့နေရာမြက်အရာမြက်ခင်းမျက်နှာလေးဆိုတဲ့အကြောင်းကိုပြောပြထားပါတယ် In other words, it means that what God gives is the very best. ဆိုတော့ဘုရားသခင်ပေးတဲ့အရာတိုင်းဟာကျွန်တော်တို့ကအကောင်းဆုံးပါပဲ Tender grass was a delicacy, the first shoots of vegetation. ဆိုတော့အဲ့ဒီမြက်တွေကဘာလို့ဥဆုံးပေါက်လာတဲ့အညွန့်အတက်လေးတွေနူးညံ့တဲ့အရာလေးပေါ့နော်အဲ့ဒါကိုဆိုပါတယ် Verse 2 also tells us that the flock is lying down, which shows fullness, contentment, satisfaction. ဆိုတော့ခုနနံပါတ်1မှာကျမ်းပိုက်နံပါတ်1မှာပေါ့နော်ငါ့ကိုအိပ်စီတော်မူ၏ဆိုတဲ့ဒါပဲသူတိုးတွေကိုအဲ့ဒီနူးညံ့တဲ့မြက်ခင်းပေါ်မှာလဲလျောင်းစေတဲ့အရာဟာဘာလဲဆိုရင်သူ့ရဲ့ရောင်ရဲမှုပေါ့နော်ဒီတိုးတွေဟာရောင်ရဲမှုတွေဘာမှမလို့ချင်တော့ဘူးသူကစိတ်ကျဉ်တတ်တယ်ဒီနေရာမှာလဲလျောင်းနေရတဲ့အဖြစ်ကိုပဲ Meaning that what God gives to us or provides for us is satisfying. ဆိုတော့ဘုရားခင်ကျွန်တော်တို့ပေးတဲ့အရာမှာကျွန်တော်တို့မှာဘာမှဘယ်လိုပြောမလဲတုံ့ပြန်မဲ့စင်ချင်စင်နဲ့ဆိုပေးစရာအကြောင်းမရှိဘူး။ဘာလို့ဘုရားပေးတဲ့အရာအားလုံးကကျွန်တော်တို့ဘဝအတွက်အားလုံးစိတ်ချမ်းသာမှု
အပြည့်အဝပေးတဲ့အရာတွေဖြစ်တယ်ဘုရားပေးတာကျွန်တော်တို့ The image that David is describing for us is a luxurious green pasture, the entire flock lying down. All they need is provided for them by the caring shepherd. ဆိုတော့ဒီမှာကျမ်းပိုင်းနေမှာဒေးဗစ်ကဘာပြောထားတယ်လဲဆိုတော့သူဘုရားသခင်ကသူ့ရဲ့ချစ်တဲ့သူတွေပေါ့နော်ဒီတိုးတွေသူထားတဲ့နေရာမှာသူလဲလျောင်းပြီးတော့ access ရဲ့နေရာညာဘာမှမလိုတော့ဘူးအရာရာအားလုံးဟာတိုးထင်းကနေမှာသူ့ပြည့်စုံအောင်ပေါ့နော်ထောက်ပံ့ပေးထားတယ်ဘုရားသခင်ကသူ့ဒီတိုးတွေအတွက်အကုန်လုံးလှုပ်ဆောင်ပေးတယ်ဆိုတဲ့အရာကိုKing David ကနေမှာပြောပြထားတာဖြစ်ပါတယ် The second part of that verse says, He leadeth me beside the still waters. ဆိုတော့ဒုတိယကပါလဲဆိုရင်တာယာရောမြင့်နားနဲ့လမ်းပြတော်မူပြီတဲ့ The still waters literally mean the waters of quietness. ဆိုတော့ still water ဆိုတာကတိတ်ဆိတ်ငြိမ်သက်တဲ့ရေစီးကြောင်းလေးကိုတင်စားထားတာဖြစ်ပါတယ် Not stagnant waters, but calm, gentle flowing, noiseless waters. ဆိုတော့တိတ်ဆိတ်ငြိမ်သက်တဲ့ရေလို့ပြောလိုက်ရေတည်တော့မဟုတ်ဘူးနော်ရေပုတ်နေတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့သူဟာနူးညံ့ပြီးတော့မှဖြည်းဖြည်းနဲ့ညင်ညင်တတာနဲ့စီးဆင်းနေတဲ့ရေကိုသူဆိုလိုပါတယ်စမ်းချောင်းရေကိုဆိုလိုပါတယ် I've been told that sheep, that if there's the slightest noise, they will not drink. ဆိုတော့ကျွန်တော်တည်တဲ့တိုးတွေရဲ့သဘောတဘာဝကဘာလဲဆိုတော့သူတို့ဟာအတန်လေးရေစီးကြောင်းသွားပြီအတန်လေးပဲကြားလိုက်စူးစူးညံ့ညံ့ကြားရင်သူကတွတ်ဆုပ်သွားပြီဒီရေကိုသူမတောက်ရတော့ So a caring shepherd, it would be quite important to provide a calm place, calm waters. ဆိုတော့တိုးထိပ်တွေအတွက်ကအများကြီးကြီးတယ်မိမိရဲ့တိုးတွေပေါ့နော်တောက်ဖို့စမ်းချောင်းရေစီးဆင်းတဲ့ညီတက်တဲ့စမ်းချောင်းရေကိုသူရှာပေးနိုင်ဖို့ကတိုးထိပ်တွေအတွက်အလိုအရေးကြီးတဲ့အရာဖြစ်ပါတယ် Along with this picture of serenity is a peace for the soul. ဆိုတော့အဲ့ဒါလေကျွန်တော်ပြန်ကြည့်ရင်ဒီညပါလဲဆိုတော့ကျွန်တော်ရဲ့နှလုံးသားတွေကိုငြိမ်သက်ပြီးတော့မှပေးပြီးမှအေးချမ်းတဲ့နေရာလေးဖြစ်ပေါ်လေ Verse 3, He restoreth my soul, He leadeth me in the paths of righteousness for His name's sake. နံပါတ်3မှာပါလဲဆိုတော့ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်ဖို့လို့ငါတလားလားတရားလမ်းထင်၌တွေးဆောင်တော်မူ၏တဲ့ He restores my soul literally means He causes my life to return. ဆိုတော့ငါဤဝိညာဉ်ကိုအားဖြည့်၍နာမတော်လို့ငါဆိုတော့ကျွန်တော်တို့တခါကျရင်ကျွန်တော်တို့ဒီလောလောဆယ်ခံယူနေတဲ့အခြေအနေပင်ပန်းမှုနွမ်းလည်မှုအားငယ်မှုတွေကိုပြန်ပြီးတော့မှတစ်ဖက်အားတစ်လောင်းပေးတဲ့ဟာကိုဆိုလိုတာဖြစ်ပါတယ် It refers to when our spirit is exhausted, weary, or sad. ဆိုတော့ဘာလို့ဆိုလဲဆိုတော့တခါလေကျွန်တော်တို့ပင်ပန်းနွမ်းလည်တယ်နော်အားငယ်တယ်စိတ်မချမ်းသာဘူးငြိမ်းချမ်းမှုတွေပျောက်ပြက်နေတယ်ဆိုတဲ့အခြေအနေမှာဘုရားရှင်ကျွန်တော်တစ်ခါပြန်လဲပြီးတော့မှငွန်းအဝိုင်းလာတယ်ဆိုတဲ့ပုံစံပေါ့လေနော်ကျွန်တော်တို့ပေးပါတယ်ဘုရားရှင်ဟာ Meaning that God, our shepherd, lifts us up, encourages us. အဲ့ဒီအခြေအနေမှာကျွန်တော်တို့အားလုံးစိတ်ပြအားငယ်ချိန်မှာဘုရားရှင်ကကျွန်တော်အမြဲတမ်းအားယူပေးတယ်ပြီးတော့မျှော်လင့်ချက်တွေပေးတယ်စိတ်ဓာတ်တွေတစ်ခါပြန်ပြီးတော့မှတက်ကြွစေတယ် In other words, it excites us into new effort. ဆိုတော့ကျွန်တော်တို့ရဲ့ဟာကိုပြန်ပြီးတော့မှစိတ်နှလုံးသားတွေကိုပြန်ပြီးတော့မှတက်ကြွစေတဲ့ကျွန်တော်တို့ရဲ့စွမ်းအင်စွမ်းအားတွေကိုလည်းပဲတိုးပွားစေတဲ့လူဖြစ်ပါတယ် He guides me in paths of righteousness for His name's sake. ကျွန်တော်တို့တရားတော်လမ်းကိုဥဆောင်ပေးပါတယ်သူ့ရဲ့နာမတော်အပြင် Paths of righteousness is literally the right paths or the right ways. ဆိုတော့တရားတော်လမ်းလို့ဆိုလိုက်ရင်မှန်ကန်တဲ့လမ်းပေါ့နော်မှန်ကန်တဲ့တရားဆိုတာကိုဆိုလိုပါတယ် Meaning the good shepherd, the caring shepherd, the loving shepherd conducts or steers me in the straight path that leads to Himself. ဆိုတော့သူ့ရဲ့တိုးထင်းရဲ့အတိတ်ပဲပါလဲဆိုရင်သူ့ရဲ့တိုးတွေကိုမှန်ကန်တဲ့တရားတဲ့လမ်းပေါ်နဲ့ရှောက်လမ်းပေါ်သူကလမ်းညွှန်ပေးတယ်ပဲ့ကန်ပေးတဲ့သူဖြစ်ပါတယ် He doesn't allow me to wander in ways that would lead to ruin. သူဟာကျွန်တော်တို့ကိုဘယ်တော့မှမာယွန်းတဲ့ဘက်ကိုသွားဖို့ပျက်စီးဆုံးရှုံးတဲ့ဘက်ကိုသွားဖို့သူလမ်းမပြပါဘူး And the same is true for God's people, ones who are listening to and following the shepherd. ဒါဘုရားခင်ရဲ့လူတွေပေါ့နော်ဘုရားကိုချစ်တဲ့လူတွေဘုရားစကားနားထောင်ပြီးတော့မှဘုရားအလိုတော်အသက်ရှောက်လာနေတဲ့လူတွေအတွက်တကယ်ကိုမှန်ကန်တဲ့အရာတွေပါပဲ He leads them in a path by which they become righteous, and He leads them in the way of uprightness and truth. တမန်တရားရှိဖို့အတွက်သူကျွန်တော်တို့ကိုပြောင်းလဲပေးပါတယ်ကျွန်တော်တို့ဘဝမှာပြောင်းလဲပြီးတော့မှလမ်းညွှန်ပေးတယ်ထို့ပြင်ဖြောင့်မတ်တဲ့နေရာရောက်သွားဖို့အတွက်အမှန်တရားအတွက်သူကျွန်တော်တို့ကိုလမ်းညွှန်ပြီးတော့မှဥဆောင်ပေးပါတယ်
In other words, the Good Shepherd leads us, his sheep, toward heaven. ဆိုပြောချင်တာကဘာလို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တိုးထိန်တွေဟာတိုးထိန်ဆိုတဲ့ဘုရားဟာဆိုကျွန်တော်တို့ကိုကောင်းကင်လမ်းကိုညွှန်ပြပေးတဲ့လူပဲဖြစ်ပါတယ် And the scripture reminds us then for his name's sake, means for his own sake, or that his name may be honored. ဆိုလိုတာကသူ့ရဲ့နာမတော်ကိုပို့ပြီးတော့မှဘုန်းကြီးစေဖို့သူ့ရဲ့နာမတော်ကိုလူတိုင်းဟာကျေးကြော်နိုင်ဖို့အတွက်ဖြစ်ပါတယ် God leads us not primarily for our account, although we benefit from God's leading. ကျွန်တော်တို့ဘုရားသခင်ရဲ့ကွယ်ကာဆောင်မှုလမ်းပြမှုအောက်မှာကျွန်တော်တို့ဟာအသက်ရှင်ရပြီမဲ့ကျွန်တော်တို့ရဲ့အပြောဆိုကျွန်တော်တို့ရဲ့အပြုအမူတွေကြောင့်ဘုရားသခင်လှုပ်ဆောင်ပေးရတာမဟုတ်ပါဘူး God's leading in our life is so that he may be honored. သူကျွန်တော်တို့ကိုဥဆောင်တယ်ဘာလို့ဆိုသူ့ဘုံနာမတော်ကကြီးမြတ်ဖို့အတွက်ဖြစ်ပါတယ် And God is honored by our salvation. ကျွန်တော်တို့ကယ်တင်ခြင်းပေးတယ်ကျွန်တော်ကယ်တင်ခြင်းဖြစ်တယ် God is honored in the manner in which we are saved. ဆိုဘယ်လိုနည်းနဲ့ကျွန်တော်တို့ကယ်တင်ခြင်းရတယ်ဆိုတဲ့ဟာကိုဘုရားသခင်ကကျွန်တော်တို့လမ်းပြပေးတာဖြစ်တယ် And God influences our lives as he helps us make God known to others. So we share the good news. ဆိုတော့ကျွန်တော်တို့ဘဝအသက်တာမှာဘုရားသခင်ကဘယ်လိုပြောင်းလဲပေးတယ်လဲဘယ်လိုပတ်သက်တယ်လဲဆိုတဲ့အရာတွေဟာဘုရားသခင်ကျွန်တော်တို့ဖြစ်စေခြင်းတဲ့တခြားသောသူတွေကိုဘယ်လိုကျွန်တော်တို့ပြန်ပြီးတော့မှဘုရားသခင်ကိုပို့ပြီးတော့မှနိစ္စလုပ်ပေးနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ပုံတကာသာသနာဖြစ်ဖို့အတွက်ဖြစ်ပါတယ် This verse expresses a confidence in God, an assurance that God will always lead his people in the right way to go. ဆိုတော့ဒီနံပါတ်3ကအဓိကပါလဲဆိုရင်ဘုရားသခင်မှာရှိတဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းလမ်းဥဆောင်လမ်းညွှန်မှုပေးမယ်ပြီးရင်သူတရားတဲ့လမ်းမှာရှောက်ရနိုင်ဖို့အတွက်ဘုရားကကျွန်တော်တို့အမြဲတမ်းလမ်းဥဆောင်ညွှန်ပြပေးမယ်ဆိုတာကိုကျွန်တော်တို့လုံးဝယုံကြည်ရပါတယ် And God will always do this if we follow the directions of God's word. တင်ချာတာကတော့ကျွန်တော်တို့ကဘုရားရဲ့စကားအတိုင်းနားထောင်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့တက်ပြီးတော့မှအမြဲတမ်းလို့ပေါ့နော်ရှေ့ကနေဥဆောင်မယ်ဆိုတော့ကျွန်တော်တို့ယုံမှတန်တရားရှိကြမဖြစ်ပါဘူး The teachings of his spirit. သူရဲ့တာရှိသောဝိညာဉ်တော်ရဲ့ညွှန်ပြမှုတင်ကြားပေးမှုရည်ကြည်ပါတယ် And the guidance of his providence. သူရဲ့ပပူထောက်မှမှုရဲ့လမ်းပြမှုဟာကျွန်တော်တို့အတွက်အရေးကြီးပါတယ် Verse 4, Yea, though I walk through the valley of shadow of death, I will fear no evil, for thou art with me. Thy rod and thy staff, they comfort me. နံပါတ်၄မှာပါလဲဆိုအကယ်၍တင်မင်းအလေးလွမ်းမိုးတော့ကြိုက်တယ်လို့ရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန္တန်တော်နှင့်တောင်ဝဲတော်ဒီကျွန်ုပ်ကိုချမ်းသာစေပါ၏ David argues this point not from statement of fact as in verses 2 and 3, သူအဲ့ဒီမှာစောရကတက်တာတော့မဟုတ်ဘူးပေါ့နော်ဘာလို့ဆိုရင်တင်းတဲ့နှစ်မှာပြောထားတဲ့အတိုင်းပေါ့နော်သူရဲ့တိုးထင်းတော့အလုံးပြောပေမဲ့အဲ့ဒါကိုသူကပြန်စောရကတက်ပြီးတော့မှပြောချင်တာတော့သူမဟုတ်ပါဘူးနံပါတ်4မှာက but he's expressing his confidence in God from his experience. ဆိုတော့သူကတိုးထင်းဖြစ်တဲ့အတွက်ကြောင့်သူတီးတဲ့အတွက်ကြောင့်သူရဲ့အတွေ့အကြုံထဲကနေဘုရားသခင်ဟာဘယ်လောက်ထိသူ့ကိုွယ်ကစောင်းမနိုင်တယ်ဆိုတဲ့ဟာကိုဘုရားသခင်ရဲ့အပေါ်မှာရှိတဲ့ယုံကြည်ချက်ကိုသူကပြန်ပြီးတော့မှသိမြင်ဖော်ပြတာဖြစ်ပါတယ် Even if I walk through the valley of the shadow of death. စီယခရောရှိတဲ့အေးငါခေါ်တယ်မို့ Verse 4 is connected to verse 3. ဆိုတော့ဒီဆာလ23မှာ3နဲ့4ကအမြဲတမ်း connection ရှိတာအတူတူပေါ့လေနော် The confidence of the psalmist David that God will lead and guide me down the righteous path, even if that path leads through the darkest and most gloomy time in his life. ဘာလို့ဆိုရင်တော့ဆာလဆရာဒေးဗစ်ကသူ့မှာယုံကြည်ချက်ပြေဝပဲဘုရားသခင်ကသူ့နဲ့အတူတူရှိမယ်ဘယ်နေရာရောက်တင်မင်းရဲ့အရေးလွန်မိုးတဲ့နေရာမှာသူရှောက်သွားရပြီမဲ့လေဘုရားသခင်ကသူ့ကိုကိုယ်ကရှောက်မှမယ်ဆိုတော့လုံးဝယုံကြည်တယ် And the same is true for us. Are we as convinced as David was? ဆိုတော့ကျွန်တော်တို့ဟာဒေးဗစ်လိုပဲကျွန်တော်တို့ယုံကြည်ဖို့ပေါ့နော်ဘုရားခင်မှာကျွန်တော်ရှိဖို့လိုပါတယ်အတူတူပါပဲ David expressed confidence in God that he would lead him in the right way. ဆိုတော့အင်းဒေးဗစ်ကတော့သူယုံကြည်တယ်သူယုံကြည်တဲ့အတိုင်းလည်းပဲသူပေါ်ပြတယ်ဘုရားခင်ကသူ့ကိုဥဆောင်မယ်သူလမ်းပြမယ်ဆိုတော့လုံးဝယုံကြည်တယ် So he says that even when I'm going down the darkest part of the path, ဆိုတော့တင်မင်းရဲ့အရေးလွမ်းမိုးတဲ့နေရာတွေမောင်မိုက်တဲ့နေရာတွေသူရှောက်ရပြီမဲ့ I am not afraid of wandering or straying from God's leading. ဆိုတော့
ရှောက်လန်းနေရပါမယ်ကျွန်တော်ဘာမှမကြောက်ပါဘူးဘယ်တော့ပဲကြောက်ရစရာရှိပေမဲ့ဘုရားသခင်ရဲ့လမ်းပြမှုအောက်ဘက်နေတွေးဖယ်ပြီးတော့ကျွန်တော်ဘယ်မှမရောက်မသွားနိုင်ဘူးဆိုတော့ပြောပြထားပါတယ် I will fear no evil. I will not fear any enemies. ကျွန်တော်ဖေးရကမှကျွန်တော်မကြောက်ပါဘူးကျွန်တော်ရန်သူလည်းကျွန်တော်မကြောက်ပါဘူး And David makes that statement because the shepherd is still there to guide him. ဘာဖြစ်လဲဆိုတော့တိုးထင်းကသူ့ကိုအများအားလမ်းပြမယ်သူ့ကိုကာကွယ်မယ်ဆောင်းမမယ်ဆိုတာဒီလိုမှတရားမရှိလို့ပါပဲ And so I have nothing to dread. ဆိုတော့ကျွန်တော်ဘာလို့မဆိုရင်တော့ဘာမှမကြောက်ပါဘူး A true believer has nothing to fear in the most gloomy scenes of life, in the valley of death, in the grave, in the world beyond. တကယ်တမ်းယုံကြည်တဲ့လူတွေကြတော့ဘာမှကြောက်ရွံ့စရာမရှိပါဘူးမနေ့ပြန်တော့လည်းမကြောက်ရဘူးတေမင်းရဲ့အရေးကိုလွမ်းမိုးတဲ့အရေးကိုရှောက်ရပြီမလည်းမကြောက်ဘူးပြီးတော့ကဘာမှာကျွန်တော်မဖြစ်နိုင်တဲ့ဒီဘီယွန်းတဲ့ဝေါ်ပေါ့နော်ဘာရဲ့နောက်ပိုင်းမှာဘာဖြစ်လာမယ်ဆိုတဲ့ဟာကအစကျွန်တော်ကြောက်ရွံ့စရာမလိုပါဘူးမှန်ကန်တဲ့စစ်မှန်တဲ့ Why? ဘာကြောင့်လဲ For thou art with me. ဘာလို့လဲဆိုတော့ तू ကကျွန်တော်နဲ့အတူရှိနေလို့ပါပဲ Nothing to fear because you, God, are right here beside me. ကြောက်စရာမလိုဘာလို့လဲ तू ကကျွန်တော်အနီးနားမှာရှိနေလို့ပဲ Though invisible, the good shepherd will never leave us or forsake us. မမြင်ရပေမဲ့လည်းကျွန်တော်တို့ဘယ်တော့မှပြစ်ပယ်ထားမှာမဟုတ်ဘူးကျွန်တော်တို့ခြံရခဲ့မှာမဟုတ်ပါဘူး David felt secure that if the shepherd was with him, he had nothing to fear or dread. ဒါကြောင့်မို့လည်းပဲအင်္ဂလိပ်ကသူဘယ်တော့မှကြောက်ဘာလို့ဆိုရင်ဘုရားဟာသူနဲ့သူရှိတယ်ဆိုတာသူသိနေလို့ပဲ That God would be his companion, his comforter, his protector, and his guide. ဘုရားဟာသူနဲ့သူရှိတယ်သူရဲ့အပေါ်ဖြစ်တယ်သူ့ကိုနှစ်သိမ့်ပေးတဲ့သူဖြစ်တယ်လို့ကာကွယ်ပြီးတော့မှလမ်းပြပေးမဲ့သူဖြစ်တယ်ဆိုတာကိုသူသိနေလို့ပါပဲ Thy rod and thy staff, they comfort me. လမ်းတော်လေးတောင်းဝေးတော်ဒီကျွန်တော်ကိုချမ်းသာတယ် For many, including myself, it's not easy to tell the difference between a rod and a staff. ကျွန်တော်တက်ကတော့ဒီလမ်းတော်နဲ့တောင်းဝေးတော်ကိုခွဲခွဲခြားခြားပေါ့နော်ဘုရားဘာအတွက်ဘယ်လိုဆိုတာကိုကျွန်တော်ကောင်းကောင်းမသိပါဘူး Probably the staff is what the shepherd used in walking. the stop ကျတော့သူကျွန်တော်ထင်တာကတော့သူလမ်းလျှောက်တဲ့ချိန်ပေါ့နော်တိုးထိတ်နေလမ်းလျှောက်တယ်သူအသုံးပြုတယ်လို့ကျွန်တော်ခံယူထားပါတယ် The rod is the crook which a shepherd would use in guiding the flock. ဒီ the rock ဆိုတဲ့တောင်ဝေးတော်ကျတော့တိုးတွေကိုပေါ့နော်လမ်းပြပေးဖို့အတွက်သူလိုတဲ့ချိန်မှာသုံးဖို့အတွက်ဆိုတာကိုကျွန်တော်ခံယူထားပါတယ် The image that David paints here is that of the shepherd in attendance, with a staff on which he leans and the rod in his other hand. ကျွန်တော်ထင်တာကတော့တိုးထိတ်ဟာဒီတောင်ဝေးတော်ကိုသူလမ်းလျှောက်တဲ့နေရာမှာအသုံးပြုမယ်ထို့အတူပဲဒီလန်ဒန်တော်ဒီရှိတဲ့ rock ကိုကျတော့နောက်တစ်ဖက်ကကြိုင်ပြီးတော့မှတိုးတွေကိုထိကြောင်ဖို့အတွက်ဆိုတာကိုတော့ကျွန်တော်မြင်အောင်ကြည့်ပါတယ် Either of these were ready to be used to guard the flock, to drive off an enemy. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဟာဘယ်မှာပဲလုံးတစ်ခုတေးချတာတော့ဒီဟာအဲ့ဒီအရာတွေနဲ့ပဲသူ့ရဲ့တိုးတွေကိုလာပြီးတော့မှရံမှုမယ်စားတော့မယ်ဆိုတဲ့အန်ဒီရနဲ့သူအများကာကွယ်ပေးတယ်အဲ့ဒီအရာလေးနဲ့ I was told that the crook or the rod would be used to seize the legs of the sheep when they are inclined to run away. ကျွန်တော်ထင်တယ်ဒီ crook ဆိုတာထိတ်နှမှာကောက်လေးပါတယ်ဆိုတော့တကယ်လို့တိုးတွေကလမ်းမပြီးတော့မှလမ်းလွဲသွားပြီဆိုရင်ဒီအဲ့ကောက်လေးနဲ့သူပြန်ဆွဲပြေးပြီးတော့နော်လမ်းမကိုရောက်ဖို့အတွက်သူတိုးတွေ Both were there to be used by the shepherd, and they are a comfort. နှစ်ခုစလုံးကတော့တိုးထိတ်တော့ပါတယ်ဒါသူ့လို့ကိုနှစ်သိမ့်မှုပေးတယ်ဒီအရာတွေက Because they show that the shepherd is present and the shepherd is ready. ဆိုတော့ဒီတောင်ဝေးတော်နဲ့လန်ဒန်တော်တစ်ခုကိုင်းပြီးကြိုင်ထားတဲ့အတွက်ကြောင့်မို့တိုးတွေတော့ဘာမှစိုးရိမ်စရာမလိုဘူးသူဟာအများတိုးတဲ့အတူရှိနေတယ်ဆိုတာလေတိုးတွေကသိနေတာသိနေလို့ပါပဲ And they give a confidence that we will never be alone. ဆိုတော့ဒီဟာကကျွန်တော်ရဲ့ယုံကြည်ချက်ကိုပိုခိုင်ပါစေတယ်ကျွန်တော်တိုးထင်းရှိတယ်ပေါ့လေနော်ဆိုတော့ကျွန်တော်စိတ်ထဲမှာလည်းဘယ်တော့မှကျွန်တော်ဟာတယောက်နဲ့အထီးကျန်တယ်ဆိုတဲ့ဟာမျိုးစိတ်ကိုမရှိကျွန်တော်စိတ်ထဲမှာမရှိပါဘူးသူဟာကျွန်တော်နဲ့အတူရှိပါတယ် Verse 5, Thou preparest a table before me in the presence of mine enemies. Thou anointest my head with oil. My cup runneth over. နံပါတ်5ကျွန်တော်ဤရန်သူတို့ရှေ့မှာကျွန်တော်ဖို့စပွဲကိုခင်းတော်မူ၏ကျွန်တော်ကောင်းကိုစီနစ်သိတော်မူ၏ကျွန်တော်ခွက်ဖလားသည်ရှံလက်ရှိပါ၏ Both verses 5 and 6 continue
David's confidence in God, that even when in the presence of his enemies, ဆိုတော့9နဲ့6မှာဘုရားကင်းဒေးဗစ်ကနေမှာပို့ပြီးတော့ယုံကြည်မှုရှိတာကဘယ်နေရာပဲရောက်ရောက်ဘုရားဟာသူနဲ့အတူရှိတယ်ဆိုတော့သူသိတယ်။ရန်သူတွေအလဲကြားထဲမှာလည်းဘုရားဟာသူနဲ့အတူရှိတယ်ဆိုတော့ယုံကြည်ချက်တွေသူရှိမှရှိပါတယ်။ thou dost prepare a table. The image has now changed. ဆိုတော့ဒီမှာပြောထားတယ်လဲဆိုတော့သူ့ရဲ့စပွဲပေါ့နော်စားစပွဲကိုသူ့ရဲ့ရန်သူအရှိမှသူ့ပြင်ဆင်ပေးပါတယ်။ဒါဟာအရာရာအလုံးကိုပြောင်းလဲစေပါတယ် The word table is synonymous with a feast. ဆိုတော့ဒီ table က use ပွဲပေါ့ face ပေါ့ဘယ်လိုပြောမလဲအစားအတော့အစိုးပြလန်းနဲ့ရှိနေတဲ့စပွဲကိုဆိုလိုပါတယ် And the meaning is there, you provide for my wants. ဆိုတော့ဒါပါဆိုလဲဆိုရင်သူဟာကျွန်တော်ဘာလိုအပ်တယ်လိုအပ်တဲ့အရာလိုချင်တဲ့အရာအလုံးကိုသူကအများအားကျွန်တော်တို့ထောက်ပံ့ပေးတယ်ပြင်ဆင်ပေးတယ်ဆိုတဲ့အသိတွေလည်းဖြစ်ပါတယ် We don't know what particular event, but we think that this time, this part of the 23rd Psalm, David is thinking about a time in his life when in the midst of his enemies, God met his needs. ဆိုတော့ဒီဘယ်တော့မှရေးတယ်ဘာဆိုတာကိုကျွန်တော်ကောင်းမသိပါဘူးဒါပေမဲ့တခုတည်းတာတော့ King David အနေနဲ့ဘုရားသခင်သူ့ရဲ့ဘဝမှာဘယ်လိုလှုပ်ဆောင်ခဲ့တယ်ဘယ်လိုကယ်တင်ခဲ့တယ်ဘယ်လိုကွယ်ကဆောင်းရတယ်ဆိုတဲ့အရာကိုသူမြင်အောင်ပြီးတော့မှရေးထားတဲ့အရာဖြစ်ပါတယ် But more likely, David was just simply remembering the numerous times that God has greatly provided him. ဆိုတော့သူပြန်တတိယတဲ့နေမှာသူအရင်တော့ကဘုရားသခင်သူ့ရဲ့ခက်ခဲမှုတိုင်းမှာသူ့ရဲ့အားငယ်မှုတွေပေါ့နော်အန်ဒီရဲ့ရင်ဆိုင်ရတဲ့မှာဘုရားသခင်သူ့အရာရာတွေကဲလို့တော်မူတယ်သူ့ကိုအမြဲတမ်းပဲကွယ်ကဆောင်းရတယ်ဆိုတဲ့အရာကိုသူပြန်လဲပြီးတော့မြင်အောင်ပြီးတော့မှပြောတဲ့ဟာဖြစ်ပါလိမ့်မယ် The words before me mean literally for me. ဆိုတော့ before ဒီငါရဲ့ရှေ့မှာဆိုတာကကျွန်တော်အတွက်ဆိုတဲ့ဟာကိုသူကဆိုလိုတာဖြစ်ပါတယ် So in the presence of my enemies, so in spite of my enemies, ဆိုတော့ကျွန်တော်လူဘေးပတ်ဝန်းကျင်မှာရန်သူတွေဘယ်တော့ပဲရှိရှိ meaning that God has provided and God provides for my needs, and my enemies cannot prevent it from happening. ဆိုတော့ကျွန်တော်ယုံကြည်တဲ့ဘုရားဟာကျွန်တော်ရဲ့လိုအပ်တဲ့အားလုံးအမြဲတမ်းပို့ဆောင်ပေးမယ်ပေးမယ်ပေးတယ်ရန်သူတွေဘယ်တော့ပဲမလို့ကျွန်တော်ဘောနော်ဒီလိုမရပါစေနဲ့ဆိုတော့စုံစမ်းအနောက်ဆက်မှုတွေပေးပေးမယ်လေဘုရားဟာကျွန်တော်အမြဲတမ်းပေးတယ်ဆိုတာကိုကျွန်တော်သိရပါတယ် So the enemies are compelled to look on and just watch God provide for me. ဆိုတော့ရန်သူတွေကဘာမှလုပ်လို့မရဘူးဘုရားဟာသူပေးမယ်ဆိုရင်ဒီလူကိုသူပေးမယ်လို့ပြောလိုက်ရန်သူတွေကဘာမှလုပ်လို့မရဘူးဆိုတော့အကြောင်းကိုဒေးဗစ်ကရေးထားတာဖြစ်ပါတယ် It's proof of divine favor upon David. ဆိုတော့တရားကဒေးဗစ်ပေါ်မှာဘုရားသခင်ရဲ့ရှိတဲ့ပို့ဆောင်ပေးတဲ့အရာတွေပါပဲ The friends of God who are made to triumph in the presence of their foes or their enemies. ဆိုတော့ဘုရားရဲ့အတူတူနေတဲ့လူတွေကတော့ဘယ်နေရာမှာဆိုတော့ရန်သူရဲ့အရှိမရန်သူတွေကြားထဲမှာရှိနေပေမဲ့လည်းအောင်မြင်ခြင်းအခွင့်ကိုဘုရားပေးပါတယ် And the final triumph in the end that will be in front of all enemies assembled. အချိန်ကြရင်နောက်ဆုံးအနေနဲ့ရန်သူတွေထောင်ပေါင်းမြောက်များစွာရှိတဲ့ရန်သူတွေအလယ်မှာကျွန်တော်အောင်မြင်ခြင်းအခွင့်ကိုသူပေးပါတယ် Thou anointest my head with oil. The words literally mean to make my head fat with oil. ဆိုတော့နံပါတ်6မှာပါလဲဆိုအကဲစစ်ကျွန်တော်ဒီခေါင်းကိုစီနဲ့လိမ့်တော်မူ၏ဆိုတော့သူပြောချင်တာကကျွန်တော်ရဲ့ခေါင်းကိုနော်စီနဲ့သူကလိမ့်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ် fat စီလို့ပြောမှာနော် David is saying that the pouring is so abundant, it seems to make my head fat. ဆိုတော့သူကဘာကြောင့်ဒီabundant လို့အရှာမဲ့ပေါ့နော်ဘုရားတည်ပေးတဲ့အရာတွေကဟိုဒီလောက်ပဲပေးတာပေါ့အရှာမဲ့ဟိုဘဝမှာပေါ့လေအဲ့ဒါကိုသူကအဲ့ဒီ fat well ဆိုပြီးတော့မှသူအဲ့ဒီယုံကြည်အဲ့ဒါနဲ့သူကတင်စားထားတာပေါ့လေဒီဘက်က It's showing the generosity of God in his outpouring. ဒါဘာကိုပြတယ်လဲဆိုဘုရားသခင်ရဲ့ရိပ်ပြောတဲ့ပေးကမ်းဆုခြင်းကိုကျွန်တော်တို့ကိုပေးတဲ့ဟာကနည်းနည်းလို့အလျံပေဆိုတဲ့ဟာကိုပြောပါတယ် That not only does God meet our needs, but God meets them abundantly, overflowing. ကျွန်တော်ရဲ့လိုအပ်တဲ့အရာတစ်ခုပဲသူပေးတာမဟုတ်ဘူးအရှာပဲပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ် My cup overflows. David is saying that the blessings that God gives to him are not only full, ဆိုတော့သူပြောတယ်အလျံပဲတယ်ဆိုတဲ့ဟာကဘာလဲဆိုရင်သူ့ကိုရိုးရိုး
အလုံးအလောက်ပဲပေးတာမဟုတ်ဘူးနော်ရှမ်းပဲအောင်မကိုမခါနိုင်ဘူးပေါ့လေအသေးပဲကတော့ That when God blesses, He blesses to overflowing, not just to the top. ဆိုလိုတာကဘုရားသခင်ကကျွန်တော်တို့ကိုပေးတယ်ဆိုရင်ယူအပြည့်ပဲမဟုတ်ရှမ်းပဲကိုပေးတယ်ဆိုတာဟုတ် So not only does God meet our needs, but He does so in abundance. ဘုရားသခင်ကကျွန်တော်တို့ရဲ့လိုအပ်ချက်တစ်ခုပဲပေးတာမဟုတ်ဘူးပေးတဲ့နေရာမှာလည်းယုံแล้วမလုံအောင်ရှမ်းပဲအောင်ပေးတယ်ဆိုတာကိုသူပြောပါတယ် Surely goodness and mercy shall follow me all the days of my life, and I will dwell in the house of the Lord forever. အကယ်စင်စစ်ကျွန်တော်ဒီယေရှုနဲ့ဂရုဏာကိုတစ်သက်လုံးခံစား၍ဘုရားသခင်ရဲ့အိမ်တော်မှာအစဉ်မြဲနေရပါလိမ့်မည် This is a result of what is said in the previous verses. ဆိုတော့ဒီဟာသူဘာကြောင့်ရေးတယ်လဲဆိုတော့အရှိမရှိတဲ့စာလံတိတ်ကလေး၅ထိပေါ့အခြေခံပြီးတော့သူရေးလိုက်တာဖြစ်ပါတယ် Because David's confidence that God helps him to walk through the valley, to fear no evil, to know the comfort, to feast before his enemies, and receive the blessings of the anointing with oil. ဘာကြောင့်လဲသူတို့ပြောရတယ်လေပေါ့နော်နံပါတ်6ပါဘာလို့ဆိုရင်သူတိနေတယ်ဘုရားသခင်သူ့ကိုဘာမှမဆိုဖြည့်ဆည်းပေးမယ်သူရဲ့လုံအပ်ချက်အားလုံးကိုဘုရားသခင်ပေးနိုင်တယ်သူ့ကိုကာကွယ်ဆောက်နိုင်တယ်နေရာသူ့ကိုငြိမ်သက်ချစ်ပေးနိုင်တယ်ဆိုတာကိုသူတိလို့ပဲသူ့အပြင်ရန်သူရဲ့အရှိပါတော့မှဘုရားသခင်ကသူ့ပွဲကဆောက်တယ်ဆိုထပ်နောက်ပြီးတော့မှအဲ့ဒီအပြင်ဘုရားသခင်ကသူ့ပေးတဲ့နေရာမှာလုံလောက်မှုပဲမဟုတ်ဘဲနဲ့အလျံပေးအောင်ပေးတယ်အောင်သူလုံးဝယုံကြည်တဲ့အတွက်ကြောင့်မို့နံပါတ်6ပါသူရေးထားတာဖြစ်ပါတယ် He is confident that God's merciful dealings in the past leads him to a state of assurance that God will continue to be his shepherd and his friend. ဒါကြောင့်သူကဘာကြောင့်ရေးရတယ်လဲဆိုရင်သူအတိတ်တုန်းကသူဘုရားသခင်ရဲ့ကောင်းမြတ်တဲ့အရာတွေဘုရားသခင်သူ့ဘယ်လိုကွယ်ကစောင့်မလဲဆိုတာကိုသူသိနေတဲ့အတွက်ကြောင့်အနာဂတ်မှာသူရှောက်ထားရမယ့်နေရာမှာသူကဘာမှကြောက်ရွံ့ခြင်းမရှိဘူးသူနဲ့အတူအမြဲရှိတယ်ဆိုတော့သူသိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ် All the days of my life. ကျွန်တော်ရဲ့ဘဝနောက်ဆုံးအချိန်ထိတိုင်အောင်သူကသူနဲ့ကျွန်တော်နဲ့အတူရှိမယ်ဆိုတော့ကျွန်တော်သိတယ် Through all of life's changes, variety of situations, until it reaches its close. ဆိုတော့ဘဝဆိုတာအများပြောင်းလဲနိုင်တယ်အမျိုးမျိုးပဲကိုကဘာမှမသိနိုင်ဘူးအချိန်နဲ့မျိုးမှာမျိုးကြုံတွေ့လာနိုင်တယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်တို့ close ဆိုတဲ့ကျွန်တော်တင်မင်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေတော့မဟုတ်ပါဘူးလေ And when that happens, I will dwell in the house of the Lord forever. ဆိုတော့ဒီမှာသူပြောထားတယ်ဘယ်လိုပဲဖြစ်ဖြစ်တစ်ချိန်ကြာရင်ကျွန်တော်ဟာထာဝရဘုရားကြီးအိမ်တော်မှာအစဉ်မြဲနေရပါလိမ့်မည်လို့သူပြောထားပါတယ် One commentator states that this verse is not a reference to heaven, ဆိုတော့ဒီ commentator ဆိုတဲ့ဒီစာရေးတဲ့ပေါ့နော်အဲ့ဒီအတိတ်တွေကိုသူကဒီစာလ23ဟာကောင်းကင်ဘုံကိုရည်ညွှန်းတာတော့မဟုတ်ဘူးလို့သူပြောပါတယ် but for the Hebrews, it's a follow-through of the previous phrase. ဆိုတော့ Hebrew မှာကျတော့သူတမျိုးရေးထားတယ်ပေါ့နော်ဒီစကားရပ်တစ်ခုအနေနဲ့သူတုံးထားပါတယ် Forever in Hebrew means length of day, which means a long life. ဆိုတော့အဲ့မှာရေးထားတယ်ထာဝရဆိုတဲ့ထာဝရဖြစ်အစဉ်အမြဲဆိုပြီး forever ဆိုတဲ့ Hebrew ရဲ့ meaning ကတော့ဒီဘဝတစ်သက်လုံးပေါ့နော် long life ဆိုတဲ့ဟာကိုသူရည်ညွှန်းထားပါတယ် To dwell in the house of the Lord refers to the temple, but not a physical dwelling. ဆိုတော့ဒီမှာထာဝရဘုရားကြီးအိမ်တော်ဆိုတဲ့နေရာမှာသူရေးထားတာပါလဲဆိုရင်တော့ဒီကျွန်တော်တို့အခုမြင်နေရတဲ့ဘုရားကျောင်းခံကြီးကိုသူပြောတာမဟုတ်ပါဘူးခန္ဓာကိုယ်နဲ့နေနိုင်မဲ့အရာကိုသူပြောတာမဟုတ်ပါဘူး It is David describing his life being lived in a constant state of worship, praise, and service to God, as found in the temple. ဆိုတော့ဒီထာဝရဘုရားကြီးအိမ်တော်ကိုဒေးဗစ်ကဘယ်လိုပေါ်ထားတယ်လဲဆိုရင်အမြဲတမ်းဘုရားသခင်ကိုချီးမွမ်းတဲ့နေရာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့မှအမြဲတမ်းကိုးကွယ်တဲ့နေရာကိုသူကဆိုလိုတာဖြစ်ပါတယ် In an important sense, it is a privilege to live our lives, even on earth, in the constant state of worship. ဆိုတော့ဒါကျွန်တော်တို့လည်းယုံကြည်လို့လည်းအရေးကြီးတာပါလေဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ဒီကမ္ဘာမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘုရားကိုကိုးကွယ်မှုကျွန်တော်တို့ဘုရားရဲ့ချီးမွမ်းမှုဟာအမြဲတမ်းပဲတသမတ်ထဲရှိရပါမယ် And we look forward, as David probably did, to our eternal home in heaven. ဆိုတော့ကျွန်တော်တို့အခုအဲ့လိုလုပ်ချင်အဖြစ် King David တိတယ်လို့ပေါ့နော်ကျွန်တော်တို့တစ်ချိန်ကြာရင်ဘုရားသခင်နဲ့အတူနေဖို့အတွက်ကောင်းကင်ဘုံမှာအတူဆောင်ရနိုင်ဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ရခြင်းဖြစ်ပါတယ် How about you? မိတ်ဆွေတို့လည်း Do you have and show the confidence of David
that the Good Shepherd is walking with you, providing for you, and watching over you? မိတ်ဆွေတယောက်စီတိုင်းမှာယုံကြည်ချက်ရှိပါတယ်လားဒေးဗစ်ဘုရားတခင်ဘုရားယုံကြည်တယ်လို့ပေါ့နော်ကျွန်တော်ဘဝမှာဖြစ်တယ်သူဟာအရာရာအလုံးကိုဖြည့်ဆည်းပေးမယ်အခက်အခဲတွေကြုံရင်တော့မှသူဟာကဲတည်ပြီးတော့မှလုံရင်ဟိုဒီများအလုံးကိုပြည့်စုံပေးမယ်ဖြည့်ဆည်းပေးမယ်ဆိုတာကိုဒေးဗစ်ယုံတယ်လို့ကျွန်တော်တို့ယုံပါသလား We can have that confidence ကျွန်တော်တို့ဒီလိုယုံကြည်မှုမျိုးကျွန်တော်တို့ရနိုင်ပါတယ်ကျွန်တော်တို့ဘဝမှာ because the Good Shepherd of David is the same Good Shepherd that we have. King David သူတည်တဲ့ဘုရားတိုးထင်းဆိုတာအတူတူပါပဲဒီကနေ့အရင်တော့ရှိခဲ့တဲ့တိုးထင်းဒီကနေ့ကျွန်တော်တို့လည်းအတူတူရှိပါတယ် Jesus Christ. ခရစ်တော်ဖြစ်ပါတယ်သူကတော့ Let us pray. Dear Lord, we thank you that we could come to you. We thank you for your goodness and your love for us. We thank you that David's confidence in the Good Shepherd that's there and watching over David is the same Good Shepherd that watches and cares for us. Lord, we thank you that we can have the confidence that even when things don't seem to be going right in our lives, even when we are having difficulties, even when we stumble or stray from you, you are the Good Shepherd that watches and loves and cares for us and brings us back to you. Thank you for that. Lord, as we sing this song, this invitation, if there's anyone that does not know you as that Good Shepherd, give them the opportunity to come forward, to give them the opportunity, Lord, to not only accept you as Jesus Christ, but maybe also, Lord, there are some here that need to re-express that confidence, that understanding that you are the great and the good and the caring shepherd. Lord, we thank you. We thank you that you love us. We thank you that you invite us to come and even to come back to you. Lord, we thank you when we pray these things in your name. Amen.